ကနေဟနွိုင်းကိုလင်း3နိုင်ကြာစီးပြီးရောက်သွားခဲ့ပါတယ်ဟနွိုင်းမြို့ကိုရောက်တော့ညနေ4နိုင်ကျော်လောက်ရှိပြီးမနေ့ကတည်းကဘာမှမစားရသေးဘူးဟိုတယ်မှာ check-in တွေပါတယ်လို့အထုပ်တွေရှာပြီးတော့မှလန်ထိတ်ထွက်ဖို့ပြင်ခဲ့တယ်လန်ထိတ်ထွက်ပြီးရှောက်ပတ်ရင်လာတဲ့ဆိုင်လေးကိုလိုက်ရှာတော့ဒီဟနွိုင်းဆိုတဲ့ဆိုင်ကိုတွေ့ပြီးအမဘင်းကနေစားဖြစ်ခဲ့တယ်နောက်နေ့မနက်ကတော့ဟိုတယ်ကစီစဉ်ပေးတဲ့ breakfast buffet ကိုစားခဲ့တယ်breakfast စားပြီးချွမ်းကုတ်ဆိုတဲ့ဖျားကြောင်သွားခဲ့တယ်။ဖျားကြောင်က Westlake ကန်ရှိမှာတည်ရှိပြီးတော့ Vietnam ရဲ့အရှေ့အကျဆုံးဗုဒ္ဓဘာသာဖျားကြောင်တစ်ခုပါ။ဒါကတော့ Westlake ကန်ရဲ့မနက်ခင်းအလားပါ။ဒီဖျားကြောင်ကနှစ်ပေါင်း1500တက်တန်ရှိပြီးတော့ခရစ်နှစ်အဖြစ်600စုကတည်းကတည်ဆောက်ခဲ့တာဖြစ်ပြီးမြန်မာပြည်မှာဆိုရင်ပကံခေတ်မတိုင်ခင်ကတည်းကဒီဖျားကြောင်တည်ဆောက်ခဲ့တာလို့ဆိုလိုပါတယ်ဒီရှန်ကုတ်ဖျားကျောင်းတော်ကြီးအထင်ကြီးဆိုတာကတော့အနီရောင်ဆက်တထက်စီဒီတော်ကြီးခရီးသွားတွေဆွဲဆောင်နေတာပဲဖြစ်ပါတယ်ဒီညောင်ပင်ကအိန္ဒိယနိုင်ငံဗုဒ္ဓဂါယာမှာရှိတဲ့ဘောဓိညောင်ပင်ရဲ့မျိုးစစ်ကိုယူပြီးစိုက်ထားတာပဲဖြစ်ပါတယ်ဒီနေရာကတော့တပုံရိုက်တာကြိုက်တဲ့လူတွေအသက်မရောက်မဖြစ်ရအောင်သွားတင်တဲ့ flower street ပဲဖြစ်ပါတယ်ဒီ flower street မှာဆိုရင်ဒီစပိန်တဲ့ပန်းကလေးတွေနဲ့တပုံရိုက်လို့ရတယ်ပြီးတော့လူထားတဲ့ပန်းလေးတွေနဲ့လည်းရိုက်လို့ရတယ်ပြီးတော့ဒီပန်းတဲ့ကိုတော့ပတ်စံပေးရတယ်ပေါ့နော်တပုံရိုက်ရှင်ဟိုချီမင်းရဲ့တမိုင်းစိတ်ဝင်စားတဲ့လူတွေအတွက်ဟိုချီမင်းရဲ့ဂူဘိတ်မန်တော်ကိုရောက်အောင်သွားတင်ပါတယ်ဟိုချီမင်းရဲ့ museum မှာလည်းသွားပြီးလေ့လာလို့ရတယ်ဗီယက်နမ်ရဲ့ပထမဆုံးတက္ကသိုလ်နှစ်တရာနီးပါးတက်တန်းရှိတဲ့ Confucius ကျောင်းတော်ကြီးဖြစ်ပါတယ်ဗီယက်နမ်လူမျိုးတွေရဲ့ပညာရေးတမိုင်းကိုဖော်ကျူတဲ့နေရာပါဒီနေရာကတော့ဟနွိုင်းမြို့မှာရှိတဲ့အကြီးဆုံး seafood buffet ဆိုတဲ့နေရာလေးဖြစ်ပါတယ်။အဲဒီမှာနေ့လည်စာစားခဲ့ပါတယ်။သူ့အကြောင်းတော့ဒီရှာဗီဒီယိုတစ်ခုဖြစ်တင်ပေးပါမယ်။အရင်ရှိလို့ပေါ့နော်။ဒါကတော့ကျွန်မရွေးခဲ့တဲ့အိုင်တန်တွေပါ။ဒါ first round ဒါကတော့ second round ပါ။ဒီအားကောင်စားပြီးဒီဆက်လေးလည်းစားခဲ့သေးတယ်။ဒီနေရာလေးဖူကွတ်ဂျွန်ပေါ်မှာရှိတဲ့ Grand Wall ဆိုတဲ့အီတလီထောင်လို့ပုံစံပြန်ပြီးလောက်ထားတဲ့နေရာပေါ့နော်။ဒါမဲ့ဒါကတော့ဟနွိုင်းမှာရှိတဲ့ Grand Wall ပါ။တပုံရိုက်တာပြင်ရင်ပါလို့လို့ရလဲဆိုတော့အဲ့ဒီမှာလေကလေးတွေစီလို့ရတယ်။ Coffee ဆိုင်လာလေးမှာထိုင်ပြီးတော့မှ AC ဖြတ်တန်းလို့ရတယ်။ခါတလေဆိုရင်အဲ့ဒီမှာသူတို့လကားပြပြီး show ကလေးတွေရှိတယ်အဲ့ဒါတွေကိုကြည့်လို့ရတယ်ပေါ့နော်
Italy town ကလေးပြန်လာပြီးတော့မှဒီ Hanoi ကိုကွာတာထဲမှာရှိတဲ့ Strain Street ကိုလည်းတွားကြည့်ခဲ့တယ်ဒါပေမဲ့ပိတ်ထားတယ်ဘာလို့ပိတ်ထားလဲတော့မသိဘူးပြီးခါကျတော့ဒီ Hanoi ရဲ့အကြီးဆုံး shutdown လည်းရောက်ခဲ့တယ်ဒါတွေအားလုံးကကြတော့ Hanoi ရဲ့ Day 1 City Tour လေးတွေပဲဖြစ်ပါတယ်shop joy ရအလားလေးနဲ့နှုတ်ဆက်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်အဆောင်ကြည့်ပေးတဲ့အတွက်